ရဲ့ဖေဖေရဲ့ဖြစ်ဆုံးလမ်းလုံးတွေမှာတနည်း12နာရီရေဘူးမရှောင်မိုးရမရှောင်ပြုံးမပြတ်ပဲတောင်းတဆောင်နေခဲ့တဲ့လမ်းမတကားမင်းနိုင်ကိုနှမိကြသေးရလားအဲဒီချိန်ကဘာကျော်နရုတ်တိုင်းသတင်းစာကြီးကတော့သူ့ကိုရန်ကုန်မြို့ရဲ့သူရဲကောင်းတို့ကဘာတီအောင်ရေးခဲ့ကြတာပါချမ်မီကဖေးတဲ့လက်တွေ့ဘဝသူရဲကောင်းစုရောဒီရင်းကတနစ်တာသူရဲကောင်းစုတွေကိုပါသိမ့်ပိုက်ခဲ့တာပါဇာတိမိုးရမြေကတော့ရခိုင်ပြည်နယ်စစ်တွေမြို့နယ်အောင်တိုင်ကျေးရွာပေါ့နော်အဲဒီကနေပြီးတော့ကျွန်တော်2006လောက်မှာနောက်ဆုံးနှစ်စာမွေးပြီးတာနဲ့ကျွန်တော်ရန်ကုန်တက်လာတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ကဖေးစစ်ကျောင်းသားတစ်ယောက်ပါရန်ကုန်မှာဦးလေးအိမ်မှာတဲပါတယ်ဦးလေးကဒီနေ့ရက်တစ်ယောက်ဖြစ်တဲ့အတွက်ကျွန်တော်လည်းဝါသနာလေးပါတာပေါ့နော်ဝါသနာပါဦးလေးစီမှာလေးတဲခွင့်ရင်လည်းကျွန်တော်သင်တန်းသားအဖြစ်2009မှာဝတိကန်သင်တန်းကျောင်းကိုသင်တန်းသားအဖြစ်6လတာကာလသင်တန်းကာလပြီးဆုံးပြီးတော့ကျွန်တော်တို့ဒီရန်ကုန်ကိုပြန်ပြီးတော့ရောက်လာခဲ့တယ်ခင်ဗျကျွန်တော်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကျင်းလိုက်တယ်ကျွန်တော်ဟုတ်ပါဘူးကျွန်တော်မတိုက်ခိုက်မှုရှိရင်လည်းကျွန်တော်စိတ်ဝင်စားဘူးမတိုက်ခိုက်ရင်လည်းကျွန်တော်စိတ်ဝင်စားဘူးကျွန်တော်တို့ကျွန်တော်တင်းဆိုရန်ကုန်မှာတော့အဲ့လိုရင်နေရဲတွေညရှိရင်ကောင်းတာပေါ့သိကောင်းတော့တော်ဟိုလည်းမြတ်ပါလေတော်ချီကျူးကိုလည်းကောင်းပါလေရဲလေးကဘာလို့ဆိုသူမရှိတော့ကတော့အဲ့နေကတော်လေးကိုအချိန်နဲ့ဆိုးရွားနေကားတွေကြမ်းတန်းနေကြမ်းပြက်ပြီးတော့ကျွန်တော်တို့ဂျင်မောင်းကားသမားတွေတော့ခက်ခဲပြီပါဘူးသူရောက်လာတဲ့အတွက်သူရှိနေတဲ့အတွက်တော်လေးကိုအဆင်ပြေသွားတာတွေ့ရညာကြီးလည်းချီကျူးပါလေသူ့စိတ်ဓာတ်မျိုးဘာလို့တော့ဆောင်မျိုးရန်သေးသားဒီတင်နမ်းမဲ့ကိုယ်ပေါ်ဒီတမစီသွားဖို့သူ့မှာရှင်းပေးရတာပေါ့ကွာခါရီသူထမင်းသွားစားရင်တော့အဲ့နာမှာနည်းနည်းဂျမ်းဖြစ်တယ်ပေါ့ကားကြမ်းထွက်ဖြစ်တယ်ပေါ့ကွာ